လေးနှင့်လူငယ်ကြက်မှတ်ကာကွယ်ရေးဦးစီးဌာနသည်တရားရေးဝန်ကြီးဌာနအောက်ရှိအဖွဲ့အစည်းတစ်ခုဖြစ်သည်ဤဌာန၏တာဝန်နှင့်လုပ်ပိုင်ခွင့်မှာကာကွယ်စောင့်ရှောက်ရေးနှင့်ကလေးများ၏အခွင့်အရေးနှင့်ဘေးကင်းလုံခြုံမှုတရားစီရင်ရေးလုပ်ငန်းစဉ်တွင်ပါဝင်သောကလေးနှင့်လူငယ်များကိုကာကွယ်ပြုပြင်ကုသဖော်ထုတ်ခြင်းနှင့်အခြားနည်းလမ်းများဖြင့်ဖြည့်ရှင်းခြင်းကိုမြင့်တင်ရန်ကလေးနှင့်လူငယ်ကိုပြုပြင်ကုသဖော်ထုတ်ပြီးအစိုးရပြည်သူ့အဖွဲ့အစည်းများနှင့်ပုဂ္ဂလိကတို့နှင့်ပူးပေါင်းကာနည်းပညာစမ်းသစ်တီထွင်မှုနှင့်ဝန်ထမ်းများကိုထိရောက်စွာဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်သည်ဌာန၏အဓိကတာဝန်မှာ၃ရပ်ဖြစ်သည်ကလေးနှင့်လူငယ်ဆိုင်ရာရာဇဝတ်မှုကိစ္စများဆောင်ရွက်ခြင်းကလေးသို့မဟုတ်လူငယ်၏မှတ်တမ်းအပြုမှုဉာဏ်ရည်နှင့်ပညာရေးကိုစုံစမ်းစစ်ဆေးသည်တစ်ဖက်တွင်မြင်းတို့ပတ်ဝန်းကျင်ကိုပါမှားယွင်းကျူးလွန်ရသည့်အကြောင်းရင်းများထည့်သွင်းစစ်ဆေးသည်ထို့နောက်ကလေးနှင့်မိသားစုတရားရုံးသို့အစီရင်ခံစာတင်ပြသည်သို့မဟုတ်ရာဇဝတ်မှုအမှုဆိုင်ရာအထူးနည်းလမ်းများကျင့်သုံးနိုင်သည်တတ်မှတ်ချက်အသက်12နှစ်အထက်သို့သော15နှစ်မပြည့်သေးသောကလေးဥပဒေချိုးဖောက်မိပါကပြစ်ဒဏ်မခံရဘဲတရားရုံးမှတင့်လျော်သောနည်းဖြင့်ကိုင်တွယ်မည်ကလေးလူငယ်နှင့်မိဘအုပ်ထိန်းသူကိုတင့်တော်သောနည်းဖြင့်ဆောင်ရွက်ရသည်လူငယ်အသက်15နှစ်ကျော်သို့သော18နှစ်မရောက်သေးပါကတရားရုံးသည်ကလေးနှင့်လူငယ်ဆိုင်ရာနည်းလမ်းသုံး၍ဆောင်ရွက်နိုင်သည်နှင့်မိသားစုဆိုင်ရာအမှုများနှင့်ကြက်မှတ်ပြုစုကြည့်ရှုရေးမိသားစုအမှုဆိုသည်မှာအရွယ်မရောက်သေးသူသို့မဟုတ်မိသားစုနှင့်သက်ဆိုင်သောတရားမှမှုများဖြစ်သည်တရားရုံးတွင်ဖွင့်သောအရွယ်မရောက်သေးသူသို့မဟုတ်မိသားစုနှင့်ဆက်နွယ်သောအမှုများကြက်မှတ်ပြုစုကြည့်ရှုရေးဆိုသည်မှာပိုင်ဆိုင်မှုများစွာရှိသောအရွယ်မရောက်သေးသူ၏ကိစ္စများတွင်ကြည့်ရှုထိန်းသိမ်းရေးဌာနမှုကိုကြက်မှတ်သူအဖြစ်တရားရုံးမှခန့်အပ်နိုင်သည်သို့မဟုတ်ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုအားနည်းသောအရွယ်မရောက်သေးသူများမိဘနေရာဆောင်သူဥကျက်သူသို့မဟုတ်ကာကွယ်သူတို့ကိုကြက်မှတ်ကြည့်ရှုပြီးကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုမရှိသူ၏ဥကျက်သူလုပ်ပိုင်ခွင့်ကိုပါကြက်မှတ်ကြည့်ရှုသည်ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုမရှိသူပိုင်ဆိုင်မှုဆိုင်ရာကိစ္စများ၌ကလေးနှင့်မိသားစုတရားရုံးတို့အစီရင်ခံစာတင်ပြသည်3ပြုပြင်ကုသဖော်ထုတ်ရေးလုပ်ငန်းစဉ်6ရက်ရှိသည်ကာကွယ်ခြင်းခွဲခြားသုံးသပ်ခြင်းပြုပြင်ခြင်းကုသခြင်းဖော်ထုတ်ပြန်လည်ထူထောင်ခြင်းနှင့်လွှဲပြောင်းခြင်းတို့ဖြစ်သည်ကျွမ်းကျင်ပညာရှင်တဦးချင်းစီရှိပြီးဥပမာလက်တွေ့စိတ်ပညာရှင်လူမှုဖူလုံရေးပညာရှင်တို့မှကရိယာများနှင့်ကုထုံးပညာများကိုကျင့်သုံးသည်ဥပမာ FIVI ကဲ့သို့သော General Guideline Model နှင့်ကျန်းမာရေးကဲဖြတ်နည်းများကျင့်သုံးသည်ကလေးနှင့်မိသားစုတရားရုံးဥပဒေပြဋ္ဌာန်းချက်2019-2553ပြုပြင်ကုသဖော်ထုတ်ရေးစီမံခန့်ခွဲမှုဥပဒေပြဋ္ဌာန်းချက်2018-2562နှင့်အညီဆောင်ရွက်သည်ကလေးအခွင့်အရေး Convention ရဲ့လမ်းညွှန်ချက်ပေကျင်းစည်းမျဉ်းဘန်ကောက်စည်းမျဉ်းများနှင့်အညီပါဆောင်ရွက်သည်ကလေးနှင့်လူငယ်ကြက်မှတ်ကာကွယ်ရေးဦးစီးဌာနတွင်ဌာနခွဲကို18ခုရှိသည်ရင်းတွင်ကလေးနှင့်လူငယ်ကြီးစုထိန်းသိမ်းရေးဌာန89ခုပါဝင်သည်ရင်းတို့၏တာဝန်မှာရာဇဝတ်မှုကိစ္စများကိုစုံစမ်းစစ်ဆေးပြီးအချက်လက်ပေါင်းဆက်ခြင်းမိသားစုအမှုများအရွယ်မရောက်သေးသူ၏ပိုင်ဆိုင်မှုကာကွယ်ရေးအမှုကြားကာလကလေးနှင့်လူငယ်ကိုပြုပြင်ကုသဖော်ထုတ်ခြင်းကလေးခွင့်ရေးဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်ခြင်းနှင့်ကလေးနှင့်လူငယ်လေ့ကျင့်ရေးဗဟိုဌာနဥယျာဉ်22ခုကြက်မှတ်ကြည့်ရှုရေးတာဝန်ယူသည်တရားရုံးစီရင်ချက်ချပြီးသောကလေးနှင့်လူငယ်ကိုကုလသမဂ္ဂစံချိန်စံညွှန်း4ရက်နှင့်အညီဆောင်ရွက်သည်တက်နေထိုင်စားတောက်မှုနှစ်ပညာရေး3ပတ်ဝန်းကျင်စီမံခန့်ခွဲမှု4ကလေးနှင့်လူငယ်တည်ယူပို့ဆောင်မှုပြုပြင်ကုသဖော်ထုတ်ရေးထိရောက်ရန်အစိုးရနှင့်ပုဂ္ဂလိကမှပူးပေါင်းပါဝင်မှုလိုအပ်သည်ဌာနတွင်တိုင်းဒေသကြီးပြည်နယ်တစ်ခုစီ၌ကလေးနှင့်လူငယ်ကူညီပံ့ပိုးရေးကော်မတီရှိသည်ကောင်းမွန်သောနှလုံးသားရှိသည့်လူကြီးများနှင့်အဖွဲ့အစည်းများလမ်းမသွားသောကလေးနှင့်လူငယ်များကိုအခွင့်အလမ်းပေးရန်ဆန္ဒရှိသောသူများအသက်မွေးဝမ်းကြောင်းတင်နန်းသို့မဟုတ်ဆက်ဆက်လှုပ်ရှားမှုများကူညီပံ့ပိုးနိုင်သည်ပြုပြင်ကုသဖော်ထုတ်ရေးဆိုင်ရာအကူအညီများထိုသူများနှင့်ထိုသို့လူဒန်းမှုများအားဖြင့်အခွန်တွက်ချက်ရာတွင်ကုန်ကျစရိတ်နှင့်စလျှော့ပေါ့ပြေစာရနိုင်သည်ကလေးနှင့်လူငယ်ကြက်မှတ်ကာကွယ်ရေးဦးစီးဌာနသည်ကလေးနှင့်လူငယ်များထပ်မံမှကောက်မကြဥပေတာတားဆီးရန်နှင့်ပညာရေးနှင့်အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းများမြင့်တင်ပေးကာသူတို့ပြန်လည်ကောင်းမွန်စွာလူ့အဖွဲ့အစည်းတွင်ပါဝင်ခြင်းလည်နိုင်ပြီးနိုင်ငံ၏အရေးချင်းပြေဝသောလူသားအရင်းမြစ်ဖြစ်လာရေးဆောင်ရွက်သွားမည်ဖြစ်သည်